နောက်တစ်ခုကဒီပြိုကျသွားတဲ့တိုက်အုပ်ကြီးတိုက်ပြိုကြီးတွေအကုန်လုံးကော်ထုတ်ဖို့ဂေါ်ရီလိုမယ်ဒီဘူဒူဇာတွေလိုမယ်ပေါ့နော်ဆိုတော့ဖားကံမှာတော့ဘူဒူဇာတွေစီးကိုထောင်နဲ့ချီရှိတယ်ဖားကံမှာဘူဒူဇာစီးအပေါင်းနဲ့ချီရှိတယ် sorry ဖားကံမှာဘူဒူဇာစီးတောင်းနဲ့ချီရှိပါတယ်ဒီငလင်တန်သိလို့အိမ်တွေပြိုကျနေတဲ့အလုံးပေါင်းယာချီအလုံးပေါင်းထောင်ချီပြိုကျနေတဲ့အိမ်တွေကိုကော်ပြီးတော့အိမ်အောက်မှာပြပိနေတဲ့သေဆုံးသွားပြီဖြစ်တော့အလောင်းတွေကဲထုတ်လို့ရသေးသောလူတွေကိုကယ်ဖို့အတွက်ဘူဒူဇာတွေမလုံလောက်ဘူးဆိုရင်တော့ကျွန်တော်တို့တခုခုတော့လွဲနေပြီထင်တာပါပဲတခုလိုလွဲနေတာအဲ့တော့ဘူဒူဇာတွေမန္တလေးနဲ့အနီးဆုံးနားမှာရှိတဲ့နေရာမှာရှိတဲ့ဘူဒူဇာတွေသမားတွေကအကုန်တက်လာပြီးတော့ထုတ်ပြီးတော့တွေ့ရနေအောင်ထုတ်မောင်းပြီးတော့ဘူဒူဇာတွေနဲ့ကော်တာကောင်းပါလေကိုကလူတွေကတရွေးနေနဲ့ထိုးကော်မှဆိုတာအဲ့ဟာဘယ်လိုလုပ်ပြီးတော့တော်နဲ့ရမှာလဲဗျအောက်မှာဟို9မိနစ်လောက်ပဲအသက်ရှင်နေတော့မယ်လူတယောက်ကဒီကော်နေတာနဲ့ဆိုနိုင်ဝက်လောက်ကြာတော့ဆုံးသွားနိုင်တာပေါ့အဲ့တော့ဘူဒူဇာတွေသုံးဖို့လိုတယ်တကယ်မြေကော်တဲ့စက်တွေတကယ်အဲ့ဒီကော်ပလိုက်တာအကြီးစားကြီးအဲ့ဒါကြီးနဲ့ crane ကြီးဓာတ်ကြီးနဲ့လောက်ကြဖို့တော့လိုပြီလို့ကျွန်တော်တိုက်တွန်းနေတယ်အစိုးရအနေနဲ့မြန်ဆန်ဆန်အဲ့ဒီလိုနေရာမျိုးတွေကို crane တွေဘူးလို့သားတွေကိုဘယ်လိုနေရာရောက်တဲ့အနည်းဆုံးနေရာတွေဆွဲပြီးရောက်အောင်ပို့နိုင်ဖို့လုပ်ကြည့်ပြီးတော့ကဲတော့လို့လိုပါတယ်ခု24နာရီကျော်သွားပါပြီ24နာရီကျော်လို့ခုနကဘာလဲဆိုတော့48နာရီလည်းပြည့်တော့ပါမယ်မနက်ဖြန်မနေ့ဆိုရင်မနက်ဖြန်နေ့လေတနာရီဆို48နာရီပြည့်ပြီဆိုတော့24နာရီတွင်မှာကဲနိုင်ခဲ့တဲ့ဥယျာဉ်နဲ့48နာရီပြည့်ချိန်မှာကဲနိုင်တဲ့ဥယျာဉ်24နာရီပြည့်ပြီးချိန်မှာသေဆုံးသွားတဲ့ဥယျာဉ်24နာရီ48နာရီပြည့်ချိန်မှာသေဆုံးသွားတဲ့ဥယျာဉ်အဲ့ကိန်းနဲ့တွေထပ်ပြီးတော့မြင့်လာအောင်လို့ယူဆတယ်ဆိုတော့လာမယ့်24နာရီနောက်ထပ်48နာရီအတွင်းမှာဘာဆက်ဖြစ်မလဲအဲ့လိုမျိုးမလုပ်နိုင်ဘူးဆိုရင်အုပ်ပုံအောင်မှာပဲအကျိုးဆွေးသွားမယ်လူတွေအများကြီးပေါ်လာပါလိမ့်မယ်ဆိုတော့စေမကောင်းစရာတွေတွေ့ရပါလိမ့်မယ်အဲ့တော့ဒါပြောဒီကေစိအတွက်စက်ပစ္စည်းတွေများများစားစားနေပြီးမန္တလေးကိုများများစားရောက်ဖို့လိုပြီးလို့ပဲကျွန်တော်တိုက်တွန်းပါတယ်အဲ့တော့လိုအပ်ချက်တွေလည်းကျွန်တော်ဒီနေ့ဒီဆုံးမှာလိုအပ်ချက်တွေထောက်ပြရတဲ့အထက်မှာအားနည်းချက်တွေရှိကောင်းရှိနေပါတယ်ရှိတယ်သိခံပြီးပြောပါအောင်နားထောင်ပြီးကြပါမနက်ဖြန်တစ်ပတ်ခါလဲကျွန်တော်ငလျင်အကြောင်းတွေပဲဆက်လိုက်ပြောပါမယ်ငလျင်နဲ့ပတ်သက်ပြီးနောက်ဆုံးအခြေအနေလေးတွေလည်းပြောပါမယ်တေဆုံးထိခိုက်တဲ့ဆင်းလည်းပြောပါမယ်အဲ့တော့ဒီနေ့ည8နာရီအထိနောက်ဆုံးရတဲ့ကလူ1600ကျော်1640ကျော်တေဆုံးသွားပြီ1644ဦးတေဆုံးသွားပါပြီ2000နဲ့3400ကျော်ထိခိုက်တဲ့ရှိသွားခဲ့ပါတယ်ဒဏ်ရာပျောက်ဆုံးနေတဲ့သူ100ကျော်ရှိရလို့သိရပါတယ်100ကျော်200နီးပါးပေါ့ရှိတယ်သိရတယ်ဆိုတော့ဒါနဲ့များဖို့ပဲရှိမယ်လို့ထင်ပါတယ်အဲ့တော့တချို့တွေကတော့ဒီ1600ကျော်တေဆုံးတဲ့ထက်မှာတချို့မီဒီယာတချို့ပြည်ပြည်သတင်းတွေကတော့ဗာလေအစ္စလာမ်ဘာသာဝင်တွေတေတာကိုပဲပလီတွေပြူပြီးအစ္စလာမ်ဘာသာဝင်တွေတေတာကိုပဲ highlight လုပ်ကြပါတယ်ကျွန်တော်တို့ကအကုန်လုံးကို highlight လုပ်ပါမယ်အားလုံးနဲ့ဒီအထက်မှာအားလုံးကတေဆုံးတဲ့သူတွေမှာဗမာတွေလည်းပါသလိုအစ္စလာမ်လည်းပါပါတယ်အခြားတိုင်းသားတွေလည်းပါပါတယ်မြည်စုဆိုပါပါတယ်ကျွန်တော်တို့ရဲ့ပြောဆိုမှုအကုန်လုံးကိုကပါခြုံလို့ပြောတာပါဘယ်တူးတောက်ကမှခြုံထွက်ပြီးပြောမနေပါဘူးအားလုံးကဒီမြေမွေးဒီမြေမှာကြီးဒီမြေမှာပဲရှင်သန်လာရလို့ဖြစ်တဲ့အားလုံးကကျွန်တော်တို့ကဒီတနိုင်ငံလေးသားတွေဖြစ်တဲ့ညီကိုတွေပါပဲအဲ့တော့ဘသူတည်ဆုံးကျွန်တော်တို့နိုင်ငံသားတွေတည်ဆုံးတာဖြစ်တဲ့စေမကောင်းဖြစ်ရကြောင်းတွေပြောရင်းနဲ့ဒီတော့ဒီလောက်ပါပဲအားလုံးပဲကိုယ်သားတွေရှိပါတိုက်ပြိုအစင်လာမှထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တက်ဖြတ်နေကြတော့လက်ခုလောဝတီပြောနေတဲ့လူမိုက်လူရန်ကလူသက်အချမ်းဖတ်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လဲမေးဖို့တော့ပြောရင်းနဲ့ကိုနိုင်ပါ